19နှစ်လောက်ဝေးကွာနေတဲ့အာရှဖလားဝင်ခွင့်အိမ်မက်ကိုရယူဖန်တီးနိုင်ခဲ့တဲ့မြန်မာယူဆက်ခွန်ဘောလုံးအသင်းပရိသတ်များလုံးပဲမင်္ဂလာပါဘာမစ်ဒေးလီနျူးစ်ကနေကြိုဆိုလိုက်ပါတယ်မြန်မာအားကစားကဘာကိုလှမ်းရမည်ဆိုတဲ့ဆောင်းပုဒ်ကိုအရင်ကတော့ဆောင်းပုဒ်သက်လို့ထင်ခဲ့ကြပေမဲ့လည်းဒီနှစ်အတွင်းမှာတော့တဆင်ချင်းစီဖြစ်လာနေပါပြီအာရှဖလားပြိုင်ပွဲတွေမှာမြန်မာအသင်းကိုမတွေ့ခဲ့ရတာ19နှစ်ကျော်နှစ်ပေါင်း20နီးပါးခန့်ရှိနေပြီဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းအစင်လာမပြတ်ခြေစစ်ပွဲကိုကန်ခဲ့ပေမဲ့လည်းအနိုင်နဲ့မတွေ့ခဲ့ရဘူးရှင်မြန်မာဘောလုံးပရိသတ်တွေကလည်းစိတ်ဝင်စားမှုနည်းပါးလာတဲ့အချိန်မှာမြန်မာယူဆက်ခွန်အသင်းကတော့အာရှဖလားခြေစစ်ပွဲကိုအောင်မြင်သွားပြီဖြစ်ကောင်အာရှဖလားဝင်ခွင့်ကိုလက်တွေ့အကောင့်ထဲပေါ်သွားနိုင်ပြီဖြစ်ပါတယ်2026အာရှယူဆက်ခွန်အမျိုးသားခြေစစ်ပွဲရဲ့ခြေစစ်ပွဲအောင်မြင်ရဲ့အတွက်မြန်မာယူဆက်ခွန်အသင်းကတေချာပြင်ဆင်ထားခဲ့တာပါနိုဝင်ဘာလ30ရက်နေ့မှာတော့မြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ကန်ခဲ့ပြီးတစ်ဖက်2ဂိုးစီနဲ့တည်ကြခဲ့ပါတယ်။ပရိသတ်တီကွင်းပြေကွင်းရှန်လာရောက်အားပေးခဲ့ကြကောင်မြန်မာအသင်းကိုတေချာပေါက်နိုင်ရမယ်လို့ယုံကြည်ထားခဲ့တဲ့ရှင်။မြန်မာအသင်းကစီးရီးယားအသင်းကိုဥဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပေမဲ့လည်းခြေပေါက်ဂိုးတွေပြန်ပေးခဲ့ရပါတယ်။မြန်မာအသင်းအတွက်ဂိုးတွေကိုညီညီတန်းကပွဲချိန်10မိနစ်အန်ထူပန်ကပွဲချိန်34မိနစ်မှာသွင်းယူပေးခဲ့တာပါ။နှစ်ဖက်လုံးကတည်ကြခဲ့ပေမဲ့လည်းမြန်မာအသင်းကစီးရီးယားအသင်းထံမှတည်တမှတ်တာသွားခဲ့တာကြောင့်အာရှယူဆက်ခွန်အမျိုးသားခြေစစ်ပွဲကိုအောင်မြင်သွားခဲ့တာပါ။ဒါကြောင့်19နှစ်ကျော်ကြာဝေးကွာခဲ့ရတဲ့အိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်သွားနိုင်ခဲ့ပါပြီ။အုပ်စုတွင်ပွဲစဉ်တွေမှာမြန်မာအသင်းကအာဖဂန်နစ္စတန်အသင်းကို3ဂိုးတဂိုးနီပေါအသင်းကို4ဂိုးဂိုးမရှိအိုမန်အသင်းကို2ဂိုးဂိုးမရှိဆီးရီးယားအသင်းကို2ဂိုးစီတည်ကြကအုပ်စုတွင်ရမှတ်10မှတ်နဲ့ခြေစစ်ပွဲအောင်မြင်ခဲ့တာပါမြန်မာပြည်သက်တွေရဲ့မျှော်လင့်ချက်တွေကိုတည်ဆောင်လာပေးနိုင်တော့မှာဖြစ်တာကြောင့်နောက်ထပ်အဆင့်တွေအတွက်ထပ်မံစူးစမ်းတော့မှာပါရှင်အာရှဖလားယူဆက်ခွန်ခြေစစ်ပွဲမှာမြန်မာအပါအဝင်အာဆီယံဒေသကအသင်း၄သင်းကခြေစစ်ပွဲအောင်မြင်သွားပါတယ်မြန်မာအပါအဝင်ဗီယက်နမ်ထိုင်းအင်ဒိုနီးရှားအသင်းတွေကခြေစစ်ပွဲတွေကစားပြီးအုပ်စုပထမနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့တာပါဒီပွဲမှာအာရှထိပ်သီးအသင်းတွေဖြစ်တဲ့ဂျပန်တောင်ကိုရီးယားဆော်ဒီဩစတြေးလျဥဇဘက်ကစ္စတန်မြောက်ကိုရီးယားကာတာတာဂျစ်ကစ္စတန် UAE တရုတ်ယီမင်နဲ့အိန္ဒိယအသင်းတွေကလည်းခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်အာရှဖလားကိုအရောက်ယူနိုင်ဖို့ဆိုရင်တော့မြန်မာအသင်းကအာရှကထိပ်တန်းအသင်းတွေနဲ့အကျိတ်နဲ့ရှင်ပြိုင်ရအောင်မှလည်းဖြစ်ပါတယ်ဒီပြိုင်ပွဲမှာတော့ကစားသမားတွေရဲ့ခြေစွမ်းကိုပြည်သက်တွေကအားရနေကြရရှင်ထူးဝပိုင်က9ရအောင်သွင်းမယ်လို့ကတိပေးခဲ့တာကြောင့်ဖခင်ဖြစ်သူကရက်ွက်ထဲကမိတ်ဆွေတွေကိုခရီးစည်းရဲ့အကုန်ခံပြီးခေါ်လာခဲ့ပါတယ်ဖခင်ကိုဂရိပေးခဲ့တဲ့အတိုင်းအထူးပိုင်ကကိုသွင်းနိုင်ခဲ့ပြီးဖခင်ကလည်းတားဖြစ်သူကိုယုံကြည်ပေးခဲ့ကောင်မိတ်ဆွေတွေကိုအကုန်ချခံပြီးခေါ်လာခဲ့တာပါခြေစစ်ပွဲအောင်မြင်သွားတဲ့မြန်မာယူဆက်ခွန်အသင်းကို3000ချင်းမြင့်မယ်လို့သိရပါတယ်ရွှေပြည်သားကမွေးထုတ်လိုက်တဲ့ကစားသမားတွေဖြစ်တဲ့ညီညီတန်းနဲ့ဆိုင်းမြတ်မင်းတို့ကိုလည်းရွှေပြည်သားကညိုဆောက်လုပ်ရေးတထေးကြီးကမြေခွက်တစ်ခွက်စီစုချင်းမြအောင်ပါပါအဲ့ဒါကြောင့်အာရှဖလားကိုဝင်ခွင့်ရတာကပြည်သက်တွေအတွက်ဂုဏ်ယူစရာဖြစ်ခဲ့တယ်ဆိုတာကိုသိသာစေပါတယ်အာရှယူဆက်ခွန်ပြိုင်ပွဲကိုတော့ဆော်ဒီနိုင်ငံမှာအင်ရှင်အဖြစ်လာမယ့်2026ခုနှစ်မေလ9ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပါတယ်မြန်မာယူဆက်ခွန်အသင်းရဲ့ခြေစွမ်းတွေကိုသဘောကျရလောင်မြန်မာအသင်းကအာရှဖလားကြီးကိုတည်ဆောင်လာနိုင်မလားဆိုတော့ခွန်မခံမှန်းပေးခဲ့ပါအောင်နော်ဆက်လက်ပြီးအောင်မြင်ပါစေမြန်မာအားကစားရေးဒီထက်မကစိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ